မျိုးသမီးတယောက်ကိုပြန်ပြီးဆွဲသွားပြီးတော့လယ်ဘေးမှာတန်ဂျိုးနဲ့တော့ပြီးတော့အိမ်ထဲမှာပိတ်လှောင်ခဲ့တဲ့အမေရိကန်နိုင်ငံရဲ့သတင်းလေးလာပြီးတော့ပြပေးမယ်ရှင်မျိုးသမီးတယောက်ကိုဒီအိမ်ထဲမှာပိတ်လှောင်ထားပြီးတော့တန်ဂျိုးနဲ့ခြိထားတဲ့ပေါ့ရှင်နော်ဒီအမျိုးသမီးကိုသူကပြန်ပြီးဆွဲလာတာရှင်နော်ပြန်ပြီးဆွဲပြီးတော့သူကအိမ်ထဲမှာပေါ့နော်လယ်ဘေးမှာလည်းတန်ဂျိုးနဲ့ခြိပြီးတော့တောက်ခတ်ထားခဲ့တယ်ရှင်သူကအဲ့လိုမျိုးလောက်ပြီးတော့ဒီမျိုးသမီးကိုအိမ်ထဲမှာလှောင်ထားတာရှင်နော်အဲ့ဒီချိန်မှာဒီမျိုးသမီးကပေါ့နော်ဒီမျိုးသားမရှိတဲ့အချိန်မှာသူကကိုညီအတုံးခံခဲ့တယ်ရှင်သူကိုညီတုံးခံတဲ့အချိန်မှာပေါ့နော်ဒီအပေါက်ဒီအဲ့အပေါက်ပေါ့ရှင်နော်ဒီပဒင်းပေါက်ပေါ့နော်ကျွန်တော်အဲ့ဒီပဒင်းပေါက်ကနေပြီးတော့သူကအော်ပြီးတော့ကိုညီတောင်းတာရှင်နော်အဲ့ဒီချိန်မှာဘေးပတ်ဝန်းကျင်လေးကအတန်ကြားတော့ဒီရဲလေးကိုပေါ့နော်အကြုံကြားလိုက်တာရှင်အဲ့ဒီချိန်မှာရဲလေးရောက်လာပြီးတော့ဒီအိမ်ကိုပေါ့နော်သူတို့ဖြစ်စီပြီးတော့ဝင်ရတာရှင်နော်သူတို့ဒီတော့လေးပါလေးကိုပေါ့နော်ဒီကလိယာမျိုးစုံနဲ့လှုပ်ထုတ်ခတ်ထုတ်ပြီးတော့ထုထောင်းပြီးတော့ဝင်ရတာရှင်ထဲကိုရောက်တော့မျိုးသမီးကိုအဲ့လိုမျိုးသူတို့တော့ရင်းနဲ့ပေါ့နော်ဒီတန်ဂျိုးနဲ့ပိတ်ထားတာရှင်နော်ဒီအဖြစ်ပြက်ဆိုရင်တော့ဖြစ်သွားတာကတော့ကြာပါပြီရှင်နော်အခုထိမဲ့ဒီအမှုကမပြီးနိုင်မစည်းနိုင်သေးဘူးရှင်နော်ဒီအမျိုးသားကိုလည်းဖမ်းမိသွားတယ်ပေါ့ရှင်နော်ဒီဖြစ်ပြက်ဆိုရင်ပေါ့နော်သူတို့အမေရိကန်မှာဆိုရင်ဇက်ကားလေးပါရိုက်ထားတာရှင်နော်ဒီအဖြစ်ပြက်တကယ်ဖြစ်ပြက်ကိုပေါ့နော်ဇက်ကားရိုက်ထားတာရှင်နော်